အားလုံးပဲမင်္ဂလာပါတည့်ရတိုင်းကျွန်တော်ဘာမှfocus ရောဘာဗီဒီယိုတွေမှရောမလုပ်တာကြာပါပြီကြာပြီဆိုတော့တော်တော်ကြာပါပြီအရင်တော့ကျွန်တော်တင်ငယ်ချင်းနဲ့ consistency အကြောင်းပြောပြီးတော့ဘာ consistency မှမရှိတော့ဘဲနဲ့ပျောက်သွားတာပေါ့နော်ဆိုတော့ဒီနေ့ကကျွန်တော်တင်ငယ်ချင်းတယောက်ကိုခေါ်ထားပါတယ်ဒီတစ်ခေါက်ပြောမယ့်အကြောင်းအရာတွေကျွန်တော်အရင်တော့တစ်ခါမှမပြောဘူးတဲ့အကြောင်းအရာတွေပေါ့နော်ခုကျွန်တော်ရဲ့တော်တော်များများဒါလူတော်များများရုပ်ရှင်တွေကြည့်ကြမှာပေါ့နော်ရုပ်ရှင်တွေထဲမှာတစ်ခါလေးဆိုရင်ဘယ်လိုပြောမလဲကျွန်တော်ငငယ်တော့ဆိုရင်ကျွန်တော်အရက်ခေါ်ပေါ့နော်အရင်တော့အရက်ခေါ်ဘာခေါ်လဲဆိုအဲ့ဒီတန်ဆက်ရုပ်ကားလို့ခေါ်တာအဲ့လိုမျိုးတိတ်ပန်ကားလို့သိမှာအဲ့လိုမျိုးရုပ်ရှင်တွေထဲမှာပါတဲ့visual effect တွေလောခေါ်ရင် VFX တွေပေါ့နော်ပြီး after effect တို့မြန်မာလိုပြန်လိုက်အထူးပြုလုပ်ချက်တွေပေါ့နော်ကျွန်တော်အရင်တော့သတင်းစာရအဲ့လိုဟာမျိုးတွေနဲ့ပတ်သက်ပြီးတော့ညက်လက်ပေါ့နော်ဆိုတော့ဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့တော့ဆိုကျွန်တော်အတိထဲမှာအခုဒါ VFX artist တွေနဲ့လုပ်နေတဲ့တကယ်ချင်းတယောက်ကိုကျွန်တော်ခေါ်ထားပါတယ်ဆိုတော့တကယ်ချင်းနာမည်လေးမိတ်ဆက်ပေးလိုက်ပါမင်္ဂလာပါမိတူခိုင်းလို့ခေါ်ပါတယ်ဒါပေမဲ့တကယ်ချင်းတော်တော်များများတော့မန်ဒီတို့မေလို့အနေနဲ့တည်ကြရပေါ့နော်ဆိုတော့အခုဒါဗာလဲမန်ဒီကအခုဒီမှာပေါ့နော်ဒီ visual artist ပိုင်းနေနဲ့ဒီလုပ်နေရပေါ့ဆိုတော့အဲ့ဒါကိုဒါပထမဆုံးပုံမှန်လေးမိတာပေါ့နော်ဒါကျွန်တော်တင်ငင်းရှင်းချာကျွန်တော်လည်းခုမှသူ့ပုံမှန်လေးမေးကြည့်တာပေါ့ငယ်ငယ်ကနေကဒါမျိုးတွေလုပ်ဖို့ဝါသနာပါတာလားဒါမှမဟုတ်အဲ့လိုကြောင်းနေပါရွေးနေမှာအဲ့ဘက်ကိုရောက်သွားတယ်နှမျိုးလုံးလို့တော့ပြောလို့ရတယ်ဒါပေမဲ့ငယ်ငယ်တော့အဓိကဝါနာပါတာတော့ဘယ်လိုပကြီးဆွဲရတွေပုံဆွဲရတွေရန်ဝါနာပါတယ်ဒါပေမဲ့အဲ့လိုအသက်အရွယ်တစ်ခုရောက်လာတော့အဲ့လိုကာတွန်းကအရန်ကြီးရောat one point အမှတီးလိုက်တာတကူက animation အဲ့လိုကာတွန်းကားတွေဘာညာဆိုတာလူတွေလောက်တာတည်ရဲ့အချိန်မှာအရန်စိတ်ဝင်စားသွားတော့လောက်ကြည့်ချင်တယ်ပေါ့ဒါပေမဲ့မြန်မာနိုင်ငံမှာအဲ့လို animation school လို့ပါတော့အဲ့လောက်များများဆဆမရှိဘူးပါအဲ့လောက်မသိခဲ့ဘူးအများဆုံးသိခဲ့တာ Photoshop လောက်ပဲသိခဲ့ရပါအဲ့လိုဒီရောက်တော့မှဒီ New Zealand ရောက်တော့မှcollege တက်ရင်းနဲ့အဲ့လိုမျိုးပို့ပြီးတော့တည်လာတယ်အခါကျတော့မှ university တက်တော့မဲ့အချိန်မှာ major တစ်ခုရွေးရတော့မယ်ဆိုအချိန်မှာအိမ်ကိုပြောကြည့်ရပါ like animation try ကြည့်ချင်တယ်ပေါ့အဲ့တော့အဓိက animation လုပ်ကြည့်ချင်တာပဲတည်ရတကယ်နည်းနည်းဘာမှမသိဘူးဘာလို့ဘာမှမသိဘဲနဲ့ဒီတိုင်း university တစ်ခုကို apply လုပ်လိုက်တယ်အဲ့လိုကျောင်းရောက်သွားတယ်ပေါ့ကျောင်းရောက်တော့မှbranch အများကြီးရှိတယ်ကွာဒီ film industry မှာအဲ့လိုခါကြတော့ဘာလာချင်းလမ်းပြောက်သွားတယ်ငါတကယ်ဘာလုပ်ချင်တာလဲပေါ့အဲ့ချိန်ကြတော့မှအစပထမတစ်နှစ်ကbranch တစ်ခုချင်းစီရဲ့အဲ့လို basic တွေသင်ရတယ်ဟိုမှာ traditional drawing ကအစအဲ့လို painting modeling animation visual effect artist အဲ့လိုမျိုးstep 8 film တစ်ခုဖြစ်ဖို့ step တစ်ခုချင်းစီတိုင်းရဲ့ basic ကိုအဲ့လို script writing တွေအစအကုန်သင်ရတယ်ကွာအဲ့လို high first year မှာသင်ရပြီးတော့ second year ရောက်တော့မှ major တစ်ခုကို specialize choose တဲ့အချိန်ကြတော့မှအမှန်ကအဲ့အချိန်မှာအထိကို animation လုပ်ချင်ခဲ့တာဒါပေမဲ့ပြဿနာဘယ်လိုဖြစ်သွားလဲဆိုတော့အဲ့တကယ် final major 3ခု choose ရတဲ့အချိန်မှာ modeling ရယ် animation ရယ် visual effect ရယ်ဆိုရင်3မျိုး branch 3ခုရှိတယ်အဲ့3ခုတွေကတစ်ခုရွေးဆိုတဲ့ပုံစံမျိုးပါအဲ့အချိန်မှာဘယ်လိုဖြစ်သွားလဲဆိုတော့အဓိက animation choose ချင်တာဒါပေမဲ့အဲ့3ခုရဲ့အမှတ်ရှင်လိုက်တဲ့အချိန်မှာ animation အမှတ်မကောင်းပြန် visual effect ကဘယ်လိုမှမသိမထင်တာပဲနဲ့အမှတ်အရန်ကောင်းတယ်ပြီးကိုအတွက်ကတော့လွယ်တယ်လို့ခံစားရတယ်ကွာအဲ့လိုမျိုး script တွေ note တွေချိန်ရပါညာတွေကကိုယ့်ကိုယ်ကအရန်ထူးဆန်းတယ်တကယ်လုံးရှင်တဲ့ဟာကျတော့အရန်ကိုယ့်တော့အရန်ခက်ခဲပြီးတော့မလိုက်နိုင်ဘူးဒါပေမဲ့ဒီဖက်ကဟာကျတော့ကိုယ်တကယ်လိုက်နိုင်တယ်ဆိုတော့ try ကြည့်မယ်ဆိုပြီးတော့ choose ရင်းနဲ့တကယ် study လုပ်ရင်းနဲ့ဝါနာပါမောင်နာပို့ပါလာပေါ့အဲ့လိုနဲ့ဒီတိုင်းထဲရောက်သွားခုနပြောသွားရင်မှာပါတယ်ဒါကြောင်ကိုတိုင်းဒါရှင်းရှင်းလင်းလင်းမသိရတခုရှိရပါတော့ခုနပြောသွား visual effect နဲ့ animation နဲ့အမှတ်ရှင်းလိုက်တော့ visual effect ကပို့ပြီးအမှတ်များနေလို့ပြောသွားဆိုအဲ့နှစ်ခုကဘယ်လိုကွာလဲ visual effect ဆိုတာနဲ့ animation ဆိုတာနဲ့3ခုရှိရဲ့အမှန်နဲ့တော့
ပထမတစ်ခုကmodeling TD က TD ဆိုတာ technical director ရဲ့သူကအဲ့လို modeling ကကြတော့အဲ့လိုတကယ်အပြင် live မှာဥပမာပြရမယ်ဆိုရင် modeling ကဘာနဲ့တူအောင်ဆိုတော့ပပူးစရာနဲ့တူတယ်အဲ့လို model ကိုဆွဲရကွာအဲ့လိုလုံးဝဝါလုံးကနေစပြီးတော့ရုပ်ဖြစ်အောင်တို့ character တစ်ခုဖြစ်အောင်တို့ modeling ကအဲ့လိုဟာကြီးဆွဲရတယ်ပြီးရင်ဂျားထဲမှာ rigging တမားရှိတယ်သူက rig အဲ့လိုမျိုး rigging ကဘာနဲ့တူလဲဆိုတော့ရုပ်သေးရုပ်မှာဆွဲတဲ့ကြိုးလိုပုံစံမျိုးလေအဲ့လိုမျိုးကြိုးအဲ့ modeling ဆွဲထားတဲ့လူတွေရဲ့ဟာကိုယူပြီးတော့အဲ့လိုပြောမယ် animation လုပ်လို့ရအောင်ကြိုးတွေတက်ပေးရတယ်အဲ့လိုမျိုး rig လုပ်ပေးရတယ်အဲ့လိုဟာကိုမှ animator တွေကကြတော့ movement they just add movement like အဲ့လိုအကောင်ဆိုရင်လည်းပြေးရဲ့ movement တွေအဲ့လို animator တွေကြတော့ကိုယ်တိုင် reference ကိုယ်တိုင်ရိုက်ရတယ်ဥပမာ client ကခိုင်းလိုက်ပြီးမှဒီ character ကိုအဲ့လိုတာမောကနေပြေးဆင်းလာတဲ့ animation ထည့်ပေးဆိုရင်သူက character model ပဲပေးလိုက်မှာအဲ့ချိန်မှာ animator တွေကတကယ် reference ကဘယ်မှာသွားရှာမှာတော့အဲ့လို client လိုချင်တဲ့အဓိကပုံစံတိုင်းအဲ့တော့animator တွေက second actor လို့လည်းပြောလို့ရတယ်သူကအဲ့လိုရုပ်ရှင်နောက်ွယ်မှာတရုပ်ဆောင်ပြီးတော့သူတို့တရုပ်ဆောင်ထားတဲ့ရုပ်ကိုသူတို့ reference အနေနဲ့ယူပြီးတော့ animation လုပ်တယ် okay visual effect အပိုင်းရောက်လာပဲ visual effect ကကြအကုန် pipeline အကုန်လုံးရဲ့ finalize တစ်ခုလို့ပြောလို့ရတယ်မေရာကြအဲ့လိုမျိုး animators တွေတမားစီရရလာတဲ့ animation တွေရဲ့ဥပမာအကုန်လုံးအဲ့လို background artist တွေစီရဟာအကုန်လုံးစုပြီးတော့ရောသမားမှွေပြီးတော့အဲ့လို product တစ်ခုထွက်လာအောင်လုပ်ပေးရအကုန်ပေါင်းပေးရအဲ့ဒါကြတော့ဘယ်လိုပြောမလဲ 3D cartoon မဲ့ဆိုရင်ကြအဲ့လို pipeline တစ်ခုသွားတယ်ဒီလို live action ကကြလူတွေနဲ့ရိုက်တဲ့ဟာကြအဲ့လို green screen ဖြောက်တဲ့ကိစ္စတွေလို့ဘာမှမရှိဘဲနဲ့အဲ့လို effect လုပ်တဲ့အချိန်မှာအဲ့လိုလက်ထဲကနေ effect fire effect တွေပါနေထွက်လာတဲ့ကိစ္စတွေပါနေကြတော့အဲ့လိုမျိုး solution လေ it's our job ကွာyeah so အဲ့ကျွန်တော်အရင်တုန်းကအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဗောနော်TBH Lab ကအကိုပြောတာကျွန်တော်နားထောင်ဘူးရဒီ Disney ကဟိုသူတို့ရဲ့ဒီ animation တွေပေါ့နော်ဟိုးအရင်တော့အဲ့တုန်းကတော့ဟိုနီးပညာတလောက်မထွန်းကားရင်တော့သူတို့အဲ့ဒီတကွက်ဥမာထားပါတော့ဒီသူတို့ကတ်တုန်းရဲ့တကွက်ချင်းစီကြအောင်လက်နဲ့တကယ်အဲ့ဟုတ်တယ် 2D ပဲဖြစ် 3D ပဲဖြစ်အဲ့လိုမျိုးမှာဖြစ်ခဲ့ရတာဆိုတော့ခုနကကျောင်းတွေဒီ career ကိုရောက်ခဲ့တဲ့အပိုင်းပြန်သွားရရင်ဆိုတော့ကျောင်းရွေးတဲ့အခါမှာခုနပြောလေအိမ်ကိုဒီပိုင်းဒီ major ကိုသွားခြင်းနေပေါ့နော်ဒီ career တခုကိုသွားခြင်းနေဆိုတော့အိမ်ကရောဘယ်လိုမျိုး question တွေပြန်ထုတ်လဲကိုက question တွေပြန်ထုတ်လာဆိုလိုချင်တာကဗျာဘယ်သူပဲဖြစ်ဒါအရင်ဆုံးထားပါတော့ okay ငါဒီကျောင်းကိုရွေးပြီးငါဒါနဲ့ငါ professional life ကိုဒါနဲ့ဖြတ်တန်းမှုစိတ်ကူးတယ်ပဲထားပါတော့အရင်ဆုံးစဉ်းစားမှာ okay ဒါကငါအတွက်ဘယ်လောက်guarantee ဖြစ်နိုင်မလဲပေါ့နော်ဆိုလိုချင်တာကဗျာတင်မလားငါဒီဟာနဲ့ကြောင်းပြီးသွားရင်ငါအလုပ်ကိုဘယ်လိုရှာမလဲလူတိုင်းကတော့တွေးကြတာပဲလေပြီးတော့ဒီဟာငါအတွက်ဘယ်လောက် guarantee ဖြစ်မလဲပြီးတော့ဒီဟာသင်နေတော့မှာပဲဆိုလိုချင်တာဒီ subject တခုကိုကလိုက်ပြီးလေ့လာနေတဲ့အချိန်မှာပဲဟိုတစ်ခါလေးမှရှိရဟို subject ထားပါတော့ major တခုကိုကျွန်တော်ကသင်နေနေအစားကတော့စိတ်ဝင်စားတယ်လို့လည်းကျွန်တော်လိုက်လိုက်တယ်ဒါပေမဲ့တစ်နှစ်လောက်မှအဲ့ဒီအပေါ်မှာစိတ်ကလုံးဝမပါတော့ဆိုလိုချင်တာအရင်တော့အပေါ်ရင်လောက်ဟိုဖြစ်ခဲ့မယ်ဗျာဒါပေမဲ့နောက်ပိုင်းမှာတင်မှာအကြောင်းမျိုးကြောင့်စိတ်ဝင်စားတော့ဆိုမိကြပြောင်းလဲရမျိုးရှိတယ်အနည်းဆုံးတော့အချိန်ကြီးပါရှိသေးတာ哦နင့်နာတယ်ပဲရှိတော့ဆိုတော့ဒီမိကြကိုရွေးမဲ့ချိန်တော့ဒါအမှန်တမ်းပြောရရင်ဟိုဒီလိုမျိုး film industry နဲ့ပတ်သက်ပြီးတော့ career ဘိုင်းတွားမယ်ဆိုတာဥမာကျွန်တော်မြန်မာပြည်ကလူမျိုးတင်မလားလိုင်းတူတယောက်အနေနဲ့ကြတော့ဟိုမိဘတွေကပြောမှာပဲလေဟိုသူတို့အတွက်ကြတော့ပူအောင်ဆဲဦးမယ်ကျွန်တော်တို့အတွက်ဆိုရင်လည်းဒါနှစ်ခါပြန်စဉ်းစားရမယ်ဟာမျိုးဗျာဆိုလိုချင်တာကျွန်တော်တို့လည်းအရင်တုန်းကဟိုဘယ်လိုရမလဲလူတော်တော်များများ okay engineer line တောင်းမှစီတက်ကတော့ထားပါတော့အဲ့ဒီခါတွေကအခုထိဒါဟိုရှိနေသေးတော့မယ်ပေါ့နော်ဒီဘက်ထိရောက်လာဆိုတော့ဒီမျိုး film industry ဆိုတာအဆမ်းပဲဗျာပြောရမယ်ဆိုရင်ဆိုတော့အဲ့အတွက်မိဘတွေကရောဟိုဘယ်လိုမျိုးအဲ့လိုအဲ့ဒီအကြောင်းကိုရွေးမယ်အဲ့ဒီမိကြောကိုကိုက follow up လုပ်မယ်ဆိုရင်ကျွန်တော်တို့ကဘာတွေပြောလဲအမှန်တိုင်းပြောရလို့ရှင်မြန်မာနိုင်ငံကနေထွက်လာခဲ့တဲ့အိမ်ကကျတော့ computer science usage နေတာကွာအဲ့လိုဘာပဲပြော IT coding အပိုင်းဆိုရင်ဘာပဲပြောဝင်ငွေကောင်းတယ်ပေါ့အဲ့လို future အတွက်ကအဲ့လိုဘယ်လိုပြောမလဲ stability တခုရှိရယ်ကွာအဲ့တော့ယူရင်လည်းယူမမြူလည်းမြူဆိုတဲ့ပုံစံနဲ့အဲ့လိုမျိုး
ထွက်လာခဲ့ရပေါ့ college ရောက်မှတေချာစဉ်းစားမယ်ပေါ့အဲ college ရောက်တဲ့အချိန် college မှာစတက်တဲ့အချိန်ကနေစပြီးတော့ at the back of my mind ကအစတည်းက computer science ကိုစိတ်ဝင်စားမှကိုသိရအဲ့ဒီ art တစ်ခုကိုပဲလုပ်ရှင်ခဲ့ရအဲ့တော့မြန်မာနိုင်ငံမှာကျတော့လေအဲ့လို Photoshop တင်တဲ့နေတော်တော်များများတက်ဖို့ပဲကွာ so I have like a strong အဲ့လို Photoshop background အဲ့ခါကျတော့စိတ်မှာထင်ခဲ့ရအောင်graphic design ဆိုမစိုးဘူးပေါ့ဒါပေမဲ့ college မှာအဲ့ design ဆိုရယ် major တစ်ခုရှိရယ် subject တစ်ခုပေါ့အဲ့ဟာ subject လေးခုယူရတဲ့အချိန်မှာ design subject ကိုတစ်ခုယူထားတော့အဲ့ဒီအချိန်မှာတကယ်အဲ့လို client တွေနဲ့ interact တဲ့ပုံစံမျိုးတွေအဲ့လို assignment တွေအဲ့လိုပုံစံတွေတွားကွာတကယ်အလုပ်လုပ်နေတဲ့ပုံစံအတိုင်းတွားတော့လုပ်ကြည့်တော့စိတ်ဝင်စားတော့ငါတကယ်လုပ်ရှင်တာရုပ်ရှင်လုပ်ရှင်တာဒါပေမဲ့ရုပ်ရှင်လုပ်ရအောင်လဲဘယ်နေရာမှာဘယ်လိုလုပ်ရမလဲဆိုတာလည်းမသိဘူးရုပ်ရှင် background ကလာတယ်မဟုတ်ဘူးမိသားစုထဲမှာဆိုလို့ရှိရင်လည်းအမှုပညာနဲ့အဲ့လိုဆက်နွယ်နေတဲ့လူတယောက်မှမရှိဘူးအဲ့တော့ကိုပြန်စဉ်းစားငါဒီပို့ဘယ်ကဝင်လာလဲပေါ့ဘာဖြစ်လို့ဖြစ်နေမှမသိဒါပေမဲ့အဓိကရုပ်ရှင်ကိုအရင်လုပ်ရှင်တော့အဲ့စဉ်းစားရကွာရုပ်ရှင်မှာဆိုရင်တော့မှနည်းနည်း future အတွက်အဲ့လို stability တခုရှိမဲ့ဟာအဲ့လို IT နဲ့နည်းနည်းရောမှာတော့အဆင်ပြေမယ်အဲ့လိုလူအားထက်အဲ့လို technology ကိုလည်း rely လုပ်ချင်တယ်ကွာအဲ့တော့ငါ Photoshop လည်းကြွတယ်ရုပ်ရှင်တွေကိုလည်းရမ်းကြိုက်တယ်ပကြီးဆွဲရလည်းကြိုက်တယ်အဲ့တော့အကုန်လုံးငါဘယ်နေရာမှာ meet လဲဆိုတဲ့ဟာကိုအဲ့လိုနည်းနည်းလေးလာလိုက်တဲ့အချိန်မှာဒီ VFX ဆိုတဲ့ဟာကိုသူတွေ့သွားတယ်သူကအဲ့လို creative လည်းလုပ်လို့ရတယ် technology ပိုင်းလည်းအရင်အဲ့လို high ဖြစ်တယ်ကွာအဲ့လို coding တွေပါညာပြီးရင်တီးတလောက်အဲ့လိုတက်နှန်းရှိရဲကွာအဲ့တော့ခါကြတော့အိမ်ကိုပြောကြည့်ရပေါ့အဲ့ကတော့အစကတော့ဘာပြောနေရလဲပေါ့ဟုတ်ရင်လည်းဟုတ်မယ်မဟုတ်ရင်လည်းမဟုတ်ဘူးဒါပေမဲ့ I just like ဘယ်လိုပြောမလဲ gamble လုပ်လိုက်တယ်ကွာအဲ့လိုမျိုးဒီတစ်နှစ်ကိုအဲ့ဒီကျောင်းကိုတက်ခွင့်ပေးတေချာလုပ်ပေးမယ်ကျောင်းပြီးလို့ရှိရင်အလုပ်ရစေရမယ်ဆိုတဲ့ပုံစံမျိုးဘယ်လိုပြောမလဲသူတို့ယုံကြည်မှုရအောင်တော့ယူရပါပေါ့တည်ရမလားပြီးအဲ့လိုဂျားထဲမှာလည်းအဲ့လိုပုံလေး share ဆွဲပြရဲအဲ့လိုဗီဒီယိုရိုက်ပြအဲ့လိုမျိုးဆိုတော့အင်းအားကြောင့်လည်းတော်တူဟုတ်တော့လဲဟုတ်နေရပဲဆိုပြီးလှုပ်ထားလိုက်တာကန်ကောင်းချင်တော့အဲ့လိုကျောင်းပြီးတော့၄ပတ်အတွင်းမှာဘွဲတော်မရသေးဘူး၄ပတ်အတွင်းမှာ I got a job offer ကွာအဲ့လိုဆိုတော့လေစင်ပြေပါအင်းကလည်းအလုပ်ရရဆိုတော့သူလှုပ်ရှင်တာနဲ့သူလုံနေရနဲ့အဲ့လိုအကုန်တက်တူကြရဲဆိုတော့အင်းက okay ပေါ့ yeah ကျွန်တော်ထင်တယ်ပိုးကဘယ်ကပါလာလဲဆိုတော့မန္တလေးရဖြစ်နေလို့မန္တလေးရတည်တဲ့အတိုင်းတည်မှာအနုပညာရှင်တွေထွက်တာများအနုပညာရှင်တွေဆိုတော့အဲ့လိုမျိုးပေါ့နော် art နဲ့ပတ်သက်ပြီးတော့ဆိုတော့ဖြစ်ပကြီးဆရာဖြစ်ဟိုးရင်ကနေရတော့ဒါမန္တလေးရကြောင့်မလို့ဖြစ်ကောင်းဖြစ်နေကျွန်တော်ထင်တာကနောက်လာဆိုတော့ခုနထားပါကျွန်တော်အဲ့ဒီကျောင်းခုနပေါ့နော်မိဘအကြောင်းဆိုတော့ကျောင်းတက်နေတဲ့အချိန်လေးမှာရောအဲ့လိုမျိုးကိုကဒီဟာကိုလေးလာနေတဲ့အချိန်မှာရောအဲ့လိုမျိုးဆက်မလုပ်ချင်တော့အချိန်ရှိလားဆိုလို့ကျွန်တော်ပင်မလို့ပဲဖြစ်ဒါမှမဟုတ်ရင်ကိုကဒါကြီးကိုလက်လျှော့ခြင်းလို့ပဲဖြစ်ဒါကတော့ရှိခြင်းလည်းရှိမယ်ပေါ့နော်အဲ့လိုအချိန်ကြီးဒါခက်ခဲတဲ့အချိန်တွေတော့ရှိမယ်ပေါ့ဆိုတော့အဲ့ဒီအချိန်တွေမှာကျတော့ဘာကိုပို့ပြီးတော့နောက်ကနေတုံးကပေးခဲ့တယ်ထင်ဒါဆိုရင်ဒါလွယ်တဲ့ကျွန်တော်မြင်တာပေါ့နော်ပုံမှန်ဆိုဒါလွယ်တဲ့ဘာသာရပ်တစ်ခုတော့ဟုတ်တယ်ဘယ်မေးဘာသာရပ်မှတော့မလွယ်ပါဘူးဒါပေမဲ့လေကိုကပုံမှန်ထက်ဘယ်လိုပြောမလဲသူများယူနေကြမဟုတ်တဲ့ဘာသာရပ်တကူကိုကဖြစ်နေတဲ့အချိန်မှာကို့မှာနောက်မှာ pressure လည်းရှိရလေဘာလို့လဲဆိုခုနကပြောရလေဒီတစ်နှစ်မှာဒီမေဂျာကိုရအောင် try မယ်ဒီဟာမှာထားပါတော့အမှတ်ကောင်းအောင်လုပ်မယ်ဆိုပြီးအိမ်ကိုပြောထားပြီးကွာဆိုတော့နောက်မှာလည်းအဲ့ရဲ့ pressure ရှိရမယ်ဆိုတော့အဲ့လို pressure ကြီးဖြစ်တဲ့အချိန်မှာဘယ်လိုမျိုးovercome လုပ်ခဲ့ struggle လုပ်ခဲ့အဲ့ struggle လုပ်ရတဲ့ဟာအဲ့ဟာတခုလည်းမဟုတ်အဲ့ဒီအချိန်မှာတိုင်ကဘယ်လိုဖြစ်သွားလဲဆိုတော့ COVID ဖြစ်တယ်အဲ့တော့ကျောင်းပထမနှစ်က lockdown လို့ပုံစံဖြစ်သွားတော့အဲ့လိုအိမ်မှာပဲစာလုပ်ရတဲ့ကိစ္စကြီးဖြစ်တယ်ပြီးတော့အိမ်နဲ့လည်းမတွေ့ရဘူးအဲ့လိုမျိုး homesick problems ရှိရပါညာအဲ့လိုတခြား side problem တွေရတယ်တောက်လျှောက်လာနေအဲ့လို study abroad problems ကသိရမလားအဲ့လိုဟာလည်းကြားထဲမှာတစ်ဖြက်ကရှိသေးတယ်ပြီးရင်
အဲ့ကျောင်းမှာကြတော့လေစာရီကတော်တော်ခက်တယ်အဲ့ software ဆိုလို့ရှိရင် Maya ဆိုတဲ့ software ဆိုရင်တော့တစ်ခါမှမကြားဘူးလုံးဝ 3D software အကြီးစားကြီးကွာဆိုတော့တကယ် film industry မှာတကယ် pipeline အကြီးကြီးနဲ့တုံးတဲ့ software အဲ့လို high ဆိုလို့ရှိရင်လည်းအဲ့လိုဘယ်သူ့ကိုမေးရမှန်းမသိဘူးဆရာရောမေးလို့ရရဲဆိုရင်လည်းအဲ့လိုမျိုးအိမ်မှာအဲ့လိုအနီးနားရှင်းပြပေးမယ်သူအဲ့လိုမျိုးမရှိခဲ့တဲ့အခါကျတော့အခက်ခဲရတာတော့အများကြီးတွေ့ခဲ့ဒါပေမဲ့အဲ့လိုစိတ်ထဲမှာငါရအောင်လုပ်ရမယ်ပေါ့မရလို့မရဘူးပါအဲ့လိုကိုယ့်အတွက်ကကျတော့မြန်မာနိုင်ငံကနေလည်းအဝေးကနေလည်းလာရတယ်အဲ့တော့သူများထပ်ပို့ပြီးတော့အဲ့လိုစူးစမ်းမှရမယ်ဆိုတဲ့စိတ်ရှိရဲပါမြင်မစူးစမ်းလို့မအောင်မြင်လို့ရှင်ဘာဖြစ်မှာလဲဆိုရင် backup plan က I don't have backup plan ပါ plan A ပဲရှိရ plan B ဆိုမရှိခဲ့တော့အဲ့လိုအသေး grind ခဲ့ရတော့အဲ့လိုပါပဲဆိုတော့နောက်တစ်ခုကဒါမင်းတဲ့ဒါ New Zealand မှာနေရတယ်နော် Yes New Zealand Auckland ဟုတ်တယ်မလားဆိုတော့ကျောင်းကိစ္စပြီးတော့အခုဒီ Auckland မှာဥမာထားပါ New Zealand က lifestyle ရောပြောရှိတယ် New Zealand နဲ့ပတ်သက်ပြီးတော့ဆိုရင်ကျွန်တော်တော်များများမသိရအများကြီးကျွန်တော်သိရဆိုလို့ Kiwi တို့ပြီးတော့ဖတ်ရခက်တဲ့နာမည်တွေရှိတယ်နာမည်ကပါလေကဘာပေါ်မှာအရှိဆုံးလားဟုတ်လားအဲ့နာမည်တွေရပြီးတော့ဟိုဘာလဲသူတို့ရဲ့အဲ့လိုတိုင်းလူမျိုးစုခေါ်မလားတိုင်းရင်းသားတွေခေါ်မှာဟိုအရင်တော့သူအကတွေဟာလေဟာက New Zealand ကနေရတဲ့ live ကရောဘယ်လိုမျိုးသူနဲ့ Australia နဲ့ဆင်လားတော်တော်များများ Australia နဲ့ New Zealand ကိုတွဲမြင်ကြရရှင်အမှန်တော့သူတို့နှစ်ခုကဟို area တော့နီးကတ်တယ်ဒါပေမဲ့နေကွင်းတာတွေတော့ရှိမှတင်တယ်ဘယ်လိုမျိုးရှိလဲတော့တွတ်မယ်ထင်တယ်ဟုတ်ပါ Australia ကျတော့ဟိုဘယ်လိုပြောမလဲသူလည်းကြီးတယ်သူကလည်းမြို့ area နဲဆိုပေမဲ့ဟို New Zealand ကကျတော့ဘာလဲ Wellington နဲ့ Auckland ပဲရှိမှတင်တယ်ကျန်တဲ့ဟုတ်တယ်နေရာတွေကတိတ်ပြီးတော့ဟိုမှာဖြစ်ဘူးလို့တော့ထင်တယ် I feel like New Zealand မှာအဲ့လို sayings တခုတော့ရှိရလေသူကalthough there are like more cows and sheep than people ကွာနွားရည်နဲ့တိုးတွေကလူတွေထပ်ပုံများအဲ့လိုမျိုးဘယ်တော့အဲ့လို it's green and blue everywhere so အဲ့ရ lifestyle ရောဘယ်လိုမျိုးရှိလဲ New Zealand က lifestyle ကတော့ပြင်းမှုကောင်းတယ်မှန်တိုင်းပြောလို့ရှိရင်အဲ့လိုလူငယ်နဲ့မလိုက်ဘူးသွားလို့လားအဲ့လို concert တွေပါညာလည်းအဲ့လိုတိတ်မရှိဘူးအစိုးရတွေပါညာဆိုရင်လည်းအဲ့လိုအရန်နာမည်ကြီးမှလားကွာအဲ့လို rave တွေပါညာလည်းမရှိဘူးအဲ့လိုလူငယ်ကြိုက်တတ်တဲ့လို pop up ဘယ်လိုပြောမလဲ events တွေအဲ့လို museums တွေပါညာဆိုလည်းများများဆဆမရှိဘူးအဲ့တော့နည်းနည်းတော့ပြင်းဖို့ကောင်းတယ် at least for me ကွာ because I like to go like အဲ့လို museum တွေသွားရကြိုက်တယ်အဲ့လိုဟိုသွားအရန်သွားရှင်ခဲ့အဲ့လိုဟာပထမတစ်နှစ်မပြောနဲ့6လနဲ့တင်ကိုစုံသွားပြီဘယ်မှထပ်သွားစရာမရှိတော့ဘူးအဲ့လိုမျိုးဆိုတော့အဓိကလူကြီးနိုင်ငံပေါ့တကယ်၍အဲ့လိုအသက်ကြီးမှလို့30ကျော်မိသားစုနဲ့လာနေခြင်းနဲ့အဲ့လိုမျိုးအသက်ကြီးရောမှအဲ့လိုအိမ်အောင်တစ်ခုနဲ့အဲ့လိုခွေးလေးနဲ့အဲ့လိုနေနေဆိုတော့ New Zealand အဆင်ပြေတယ်ဒီမှာခွေးလည်းရန်ပေါ်တယ်လူကြီးလည်းရန်ပေါ်တယ်အဲ့လိုမျိုးweather ကြတော့ရောဘယ်လိုမျိုးရှိလဲ weather oh my god mood swing ကလက်အဲ့လိုနေပူရင်းနဲ့ချက်ချင်းမိုးရွာလာတော့မှအဲ့လိုဘာလို့ရေ ocean နဲ့နေရအောင် ocean နဲ့နေတော့သူတို့ကအေးတွေပါရောအဲ့လောက်ဟောမဖြစ်မယ်မထင်ဟုတ်တယ်မလားအေးဥမာ sound တွင်းနေပါရောရှိလား summer ဆိုရင်တော့ summer ဖြစ်နေ winter ဆိုရင်တော့တော်တော်အေးရဟို4 degree 5 degree လောက်ထိရဒီမြို့ထဲမှာပေါ့မြို့ပြင်မှာဆိုရင်တော့အဲ့ထပ်ပိုနေAuckland ကျတော့ New Zealand ရဲ့အဲ့လို North Island မှာရှိအပေါ်ပိုင်းကွာ the South Island ကကျပို့ပြီးတော့နှင်းကြတယ်အမှကြာNew Zealand နဲ့ပတ်သက်ပြီးကျွန်တော်သိရရှိတယ်ကျွန်တော်ဘောလုံးမကြည့်ဘူးဘောလုံးတင်းနေရှိတယ်ဥမာ Wellington မှာဆို Wellington Phoenix ဆိုတဲ့တင်းရှိတယ် Auckland မှာဆို Auckland City ဆိုတဲ့ဘောလုံးတင်းရှိတယ်အဲ့ Auckland City ဆိုတဲ့ဘောလုံးတင်းကပြီးခဲ့တဲ့ဒီ2025ပေါ့နော်ကျွန်တော် club ကဘာဖလာခေါ်ဒါအကြဖြတ်ပြောအဲ့ဒီတုန်းကသူအဲ့လိုကွာဒီတကဘာလုံးကအဲ့လို club အတင်းအကောင်းဆုံး club တင်းတွေပြိုင်ကြတာဇုံလိုက်အဲ့မှာအဲ့ဒီသမုဒ္ဒရာပိုင်းဆိုခေါ်တာပေါ့သူတို့ဒီ Asian Oceania ဆိုကဒီ New Zealand ကအဲ့ Auckland City ကအဲ့လိုဝင်ခွင့်ရသွားတာဝင်ခွင့်ရသွားတော့သူတို့အတင်းကဒီမှာလာပြန်ရတယ်ပေါ့ကွာလာပြန်ရတော့ဒီကဒိတ်ရဲ့အတင်းကြီးနေကန်ရတာပေါ့အဲ့တုန်းကသူတို့ရှုံးသွားတယ်လို့ဘွဲဆိုရင်10-0လို့ပါတယ်ဒါပေမဲ့အဲ့တုန်းကသူတို့ကပျော်တယ်ကိုကြီးဘာလို့လဲဆိုတော့အဲ့အတင်းကကစားသမားတွေကသူတို့ကတကယ်ဟ
full time အနေနဲ့ professional ဘောလုံးသမားမဟုတ်ဘူးကွာသူတို့က semi pro ကွာပေါ့ semi pro ဆိုတာကသူတို့ကဘောလုံးလဲကန်တယ်တစ်ဖက်မှာကျတော့သူတို့ကတခြားအလုပ်တွေရှိရဆိုလို့ချင်တာstore မှာလုပ်တဲ့လူရှိမယ်တခြားဆရာဝန်တွေရှိမယ်ပေါ့နော်သူတို့ရဲ့သက်ဆိုင်ရာ professional နဲ့တခုရှိရပါဘောလုံးကလည်းဘောလုံးပေါ့နော်သူတို့အချင်းပြည့်အဲ့လိုမျိုးကြီးနယူးဇီလန်နဲ့ပတ်သက်ပြီးတော့မှတ်မရရပေါ့ပြီးတော့နယူးဇီလန်ကလူတွေက rugby ကိုတော်တော်ကြိုက်ကြမှာထင်တယ်သူနယူးဇီလန်တို့ of like တို့မှာဟုတ်တယ်လေအဲ့တော့ဆိုတော့ဒါကတော့ဘဟုတုတာပေါ့နော်ဆိုတော့ခုနကျောင်းကဆိုတော့ဘယ်နဲ့စုပါဘယ်နဲ့နှစ်လောက်တက်ခဲ့ရလဲဒီဟာကိုကျောင်းက3နှစ်3နှစ်ကိုမှအဲ့ကျောင်းနာမည်က Media Design School ကိုခေါ်ရပါအဲ့ကျောင်းကကျတော့ private ကျောင်းလို့ပဲပြောရမှာ government နဲ့မဆိုင်တော်တူတက်ဖွင့်ထားတဲ့ကျောင်းသူက Australia University တခုနဲ့လည်းအရင်တော့ချိန်ထားတဲ့ Torrens University ဆိုဘယ်နဲ့နှစ်လောက်တက်ခဲ့ရလဲ3နှစ် project တွေအများကြီးလုပ်ခဲ့တယ်ပေါ့နော်အဲ့3နှစ်မှာခုနပြောလို့ပဲအဲ့ပထမနှစ်ကအဲ့လို foundation က like basic of everything အကုန်လုံးရဲ့ foundation ကိုဒီတိုင်းသင်ရတယ်ဒုတိယနှစ်မှာစပြီးတော့ major ရွေးရတယ်အဲ့ major ရွေးပြီးတော့တတိယနှစ်မှာဘာဖြစ်သွားလဲဆိုတတိယနှစ်အဲ့ပြီးကန်ဒီ6လမတိုင်ခင်အဲ့လိုနောက်ဆုံး timeline တစ်ခုမှာကျတော့ batch တစ်ခုလုံးရုပ်ရှင်တစ်ခုလုပ်ရတယ်ပြီးရင်အဖွဲ့ဘယ်နှဖွဲ့လဲမသိအဖွဲ့9ဖွဲ့လားခွဲပြီးတော့ဘယ်လို short film လေးလုပ်ရတယ်ပေါ့နော်အဲ့လိုဟာကျတော့ဘာတော့အထောက်အကူပြုရလဲဆိုဒီကြောင်းပြီးတော့ဝဲမရခင်အချိန်အတွင်းမှာအလုပ်ရှာလို့ရအောင်ဘယ်လိုပြောမလဲ show reel build တဲ့တဘောပဲပေါ့အဲ့တော့အဖွဲ့လိုက်ရုပ်ရှင်ထုတ်တယ်ဆိုတော့အခုဒါကျောင်းကိစ္စပါဖြစ်ပြီးတော့ဆိုတော့အခုကျောင်းပြီးတော့အလုပ်ရှာရတဲ့အပိုင်းမှာကျတော့ခုနပြောလေအကျောင်းပါလေအလုပ် offer ရလာတယ်ဆိုတော့တကယ်လို့အဲ့လိုမျိုးအဲ့ဒီ major နဲ့ပြီးသွားရဲဆိုရင်ရောအဲ့ဒီမှာဘယ်လိုပြောမလဲအလုပ်ကိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လို opportunity ရှိလဲဘယ်လိုအခွင့်အလမ်းတွေရှိလဲပေါ့နော် New Zealand အနေနဲ့ပဲပြောမယ်ဆိုရင်တော့ New Zealand မှာ studio များဆတော့မရှိဘူးအဓိကအကြီးက Weather Digital ရှိရယ်နောက် Avatar တို့ဘာလို့ထုတ်တယ်တကယ်အကြီးဆုံး studio ကဘာပေါ်မှာတော့ကြီးရတဲ့ပါတယ် Weather ရှိရယ်လို့တခြား studio တသေးလေးရှိရယ်ဥပမာ Cause and Effects Master of Reality Phantom အဲ့လိုတခြား advertising studio တွေလည်းရှိရယ်အဲ့တော့အသေးစားလေးအများကြီးရှိရယ်ပေါ့အဲ့တော့တခြားနိုင်ငံနဲ့ရှင်တော့အဲ့လောက်မရှိတော့အရန်အပြိုင်ဆိုင်များတယ် artist တွေအရင်များတဲ့ခါကျတော့ပြိုင်ဆိုင်ကတော့ share များအဲ့တော့ဘယ်လိုဖြစ်သွားလဲဆိုကန်ကောင်းတာလို့လည်းပြောလို့ရမှာပေါ့နော်အဲ့လိုမျိုးဖြစ်မယ်ဆိုတာ for me ကကြိုသိရယ်ဘာလို့ဆိုတော့ lecturer တွေနဲ့ကအမြဲစကားတွေပြောနေတော့သူတို့ကလည်းဘယ်လိုကြိုပြောထားရဲကွာ studio တွေရှားတော့အဓိက show reel ကိုအဲ့လိုကြိုပြီးတော့အဆင်သင့်ဖြစ်နေအောင်လုပ်ထားပေါ့အဲ့တော့သူများတွေကအဲ့လိုဒီရုပ်ရှင်ပြီးဖို့လုပ်နေတဲ့အချိန်မှာ for me ကတပြိုင်နက် I'm working on that film short တွေလုပ်နေတဲ့တပြိုင်နက် at the same time I'm working on my show reel ကအဲ့တော့ဘယ်လိုဖြစ်သွားလဲဆိုရုပ်ရှင်လည်းပြီးရော show reel ကလည်းထွက်ပြီးသားဖြစ်တော့အမှန်တင်စပြီးသူများ show reel လုပ်တဲ့အချိန်မှာ for me က studio တွေပေါ့နော် apply လုပ်ပြီးသွားပြီအဲ့လိုဖြစ်သွားတော့ကန်ကောင်းတယ်လို့ပဲပြောရမှာပေါ့ပြီးရင်ဒီမှာတခုကောင်းတာ visual effect guild ဆိုရဟာရှိတယ်သူက organization တခုပေါ့လို့ artist တွေ graduate တွေလို့ company ပိုင်ရှင်တွေအကုန်လုံးစုတဲ့ organization ဟာတွေကအဲ့လို event တွေအကြောင်းတွေလှိုက်ပြီးတော့အဲ့လိုမျိုး round တွေလုပ်တယ်ကွာအဲ့တော့အကြောင်းပြီးကန်ဒီအဲ့နှစ်ပတ်လောက်လို့မှအဲ့လို event တခုအကြောင်းမှလာလုပ်သွားတယ်လာလုပ်သွားတော့ကန်ကောင်းရင်တော့အဲ့မေအရန်လို့ရှင်တဲ့ studio တခုကပိုင်ရှင်ကအဲ့မှာရောက်နေရောသူနဲ့စကားသွားပြောပြီးတော့ connection တခုရသွားတယ်ပေါ့နော် LinkedIn တို့ပါတော့မှာအဲ့တော့ yeah I just give him my details and then သူ email သွားပို့ပြီးတော့ဒီမှာလုပ်ရပါဆိုအဓိကတော့ preparation ပေါ့နော်ကျောင်းပြီးကျောင်းပြီးရဲ့အထီးပါမဖြစ်ဘဲနဲ့ဒီပြီးကန်မပြီးခင်ကနေကဒီ portfolio တွေကိုတခါလေးကြည့်ပြီးတော့ prepare လုပ်ထားတော့အဲ့ပေါ့ဒါတကယ်ကောင်းပါလေဒါဆိုရင်ဒါဘယ်လိုပြောမလဲဟုတ်လုတ်တင်တယ်ဗျာတခါလေးကြရရှိရကိုကအဲ့လိုတချို့ကြတော့ portfolio နဲ့အလုပ်လုပ်ရရှာဥမာကင်မရာရိုက်တဲ့ဓာတ်ပုံရိုက်တဲ့သူပဲဖြစ်ဖြစ်videographer တဲ့ပေပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့ဒါတွေက preparation ကောင်းမှုလိုပဲ portfolio ကောင်းမှုလိုပဲ
ဟိုနောက်တစ်ခုကဟိုခုနပြောတာလို့ပဲ networking ကလည်းလိုသေးရပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာအဲ့လိုမျိုးခုနပြောတဲ့ event တွေပါတော့တဲ့အချိန်မှာလူတော်တော်များများကကိုကဘလောက်ပဲဆိုလို့ကျင်တာကဟိုဘယ်လိုပြောမလဲဟိုရောက်နေမှုမှာဆိုလို့ကျင်တာတချို့သူတွေကရှိရတချို့သူတွေကအခုမှစလုပ်မဲ့သူတွေရှိရတချို့သူတွေကဒီလမ်းကြောင်းတစ်ခုပေါ်ရောက်နေသူတွေရှိရတချို့ကကျတော့အဲ့သူတို့ခုနပြောတဲ့ပတ်သက်တဲ့ဥမာ creative industry တဲမှာဟိုအောင်မြင်အထိုက်လျောက်ပေါ့နော်ဒါနဲ့သူအောင်မြင်နေတဲ့သူအများကြီးရှိတယ်ဒါပေမဲ့အဲ့လို event တွေမှာတွေ့ရချင်းကြရင်တော်တော်များများကျွန်တော်သိတယ်လို့သူတို့ connection ရရင်ရတဲ့လောက်ကြီးပဲဟိုကိုကဘယ်လို level မှာရှိနေလို့ကိုကဘယ် level ပဲရှိသေးလို့ဆိုပြီးတော့အဲ့လိုမျိုးမရှိဘူးကျွန်တော်မြင်တာပြောတာပေါ့နော်ကျွန်တော်ခု New York မှာဆိုရင်အဲ့လိုမျိုး creator တွေပဲဖြစ်ဖြစ်တပ်ပုံဆရာတွေပဲဖြစ်ဖြစ် filmmaker တွေပဲဖြစ်ဖြစ်ပေါ့နော်တွေ့ရင်ကျွန်တော်တို့ကဘာလို့လဲတွေ့တဲ့သူကျွန်တော်ရအောင်စကားပြောတယ်စကားပြောချင်းချင်းရတယ်စကားပြောကြကျွန်တော်ပြောပြီးတော့အဲ့လိုမျိုး Instagram နဲ့ဖြစ်ဖြစ် LinkedIn နဲ့ဖြစ်ဖြစ်ကျွန်တော်တို့ portfolio တွေပဲဖြစ်ဖြစ်ကျွန်တော်ပြကြအချင်းချင်းပြတယ်ဆိုတာဒီနေရာမှာကြွားတယ်ဆိုတာတဲ့ကိုလုံးနေတဲ့ career ပဲဖြစ်ဖြစ်ကိုလုံးနေတဲ့အလုပ်ကိုသူတို့ပို့ပြီးတော့ပေါ့နော်ဟိုဟာဖြစ်အောင်လို့ကောင်းပါအခုအဲ့ဆိုရင်အခုတလောတာကျွန်တော်တွေ့ရပေါ့နော်ဒါအရင်ဟိုတလောကပဲဒီရုပ်ရှင်တွေမှာအခုဒီတသက်အားပါဝင်အားဖြည့်ထားတာကိုကျွန်တော်တွေ့ပါတယ်ဆိုတော့အခုအဲ့မျိုး project ဘယ်နှခုလောက်လုပ်ပြီးသွားပြီလဲတခုချင်းစီကျွန်တော် share ပေးလို့ရမှာပြောပြပေးလို့ရမှာဟုတ်ဖတ်ပြီးသားရုပ်ရှင်ကတော့9ခုရှိပါပြီဂျားပြောပြ9ခုတောင်ဒီမနေ့3ခုလား4ခုလားတော့ကျွန်တော်သိရင်ဟောIMDb မှာရှာလို့ရတယ်ကွာမေသူခိုင် IMDb ဆိုပြီးတော့ရှာလိုက်ရင် my name နဲ့အဲ့လိုမျိုးလုပ်ခဲ့ရုပ်ရှင်တွေထွက်လာတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကြားဖြတ်ပြောလိုက်ပါအခုနားထောင်နေရပြီကျွန်တော်ဒီနားမှာကျွန်တော်အဲ့မရဲ့နာမည်ရဲ့သူ့ရဲ့linking ပေါ့နော် professional linking ကိုကျွန်တော် comment မှာYouTube မှာဖြစ်ဖြစ် Facebook မှာကျွန်တော်ချပေးခဲ့ပါမယ်ပြီးတော့သူ့နာမည်ကိုနေကျွန်တော်ပြောချင်နောက်ဆုံးနာမည်ကဘယ်လိုပေါင်းတာလဲ KHIN လား KHIN ဆိုတော့ကျွန်တော်သူ့နာမည်ကိုလည်းကျွန်တော်ရှာလိုက်ဗာလဲ comment မှာကျွန်တော်ရေးခဲ့ပါတော့ဆိုတော့ခုနကသူ IMDb မှာတွက်ရှာပါပြီးရင် rating 1 star ပေးခဲ့ပါဆိုဆက်ပြောခုနကကျွန်တော်ကြည့်တဲ့လူတွေထဲမှာအဲ့လို film studio ပိုင်းရှင်တွေ connection တွေရှိရဆိုရင်လည်းလာပြီးတော့အဲ့လိုမျိုး offer ပေးလို့ရပါတယ်ဆိုအဲ့မျိုးအဲ့ပထမဆုံးစတဲ့ project ကနေကျွန်တော်စပြောပြပါဘယ်လိုမျိုးအဲ့တုန်းကဟိုခက်ခဲလာစိတ်ခံစားမှုဘယ်လိုရှိလဲပထမဆုံး side project ဆိုတော့အဲ့အလုပ်ရသွားတဲ့အချိန်မှာစပြီးတော့ပြောပါတော့အဲ့ဆိုကျောင်းတော့လုပ်ခဲ့တဲ့ဟာကျတော့ school အဲ့လိုကျောင်းသား knowledge ပဲရှိမှာပေါ့နော်ဘယ်အဲ့ကျောင်းပြီးသွားတော့အဲ့အလုပ်စထဲဝင်တော့အဲ့ studio cause and effects ဆိုတဲ့ studio မှာ graduate အနေနဲ့ fresh graduate အနေနဲ့အဲ့လို junior compositor ဆိုတဲ့ title နဲ့အဲ့လို join နေပေါ့နော်အဲ့ဖြစ်ရှင်တော့အဲ့ကျောင်းကတော့ဖြစ်နေအဲ့အလုပ်က 80% လောက်ကအဲ့ကျောင်းကထွက်တဲ့သူတွေ senior တွေရောအဲ့ leader တွေဘယ်လိုလဲ lead compositor တွေရောအဲ့ကျောင်းကထွက်တဲ့သူတွေ I think ပိုင်ရှင်တော်မှအဲ့ကျောင်းကထွက်တယ်ထင်တယ်အဲ့တော့ကျောင်းအဲ့လိုပြောလဲအလုံးလောက်တာချက်စိတ်ထဲမှာကျောင်းဆက်တက်နေရတဲ့ feeling ပဲကွာအကုန်လုံးကအဲ့လို family လို့ရန်ခင်မှုကောင်းတော့အရန်လဲ supportive ဖြစ်တော့အဲ့လိုမျိုးနေတိုင်းကတော့ကျောင်းတော့နဲ့မတူအဲ့လိုမျိုးတကယ်ရုပ်ရှင်တွေမှာလုပ်ရပြီဆိုတော့အကုန်နေတိုင်းတော့ learning every day about everything ပါပြီးရင်လူတိုင်းနဲ့က it's like တခုတည်လိုက်ရတခုကလူတိုင်းစီကနေတခုမဟုတ်တခုသင်ယူနိုင်တယ်ဆိုတဲ့ဟာတခုကအဲ့ mindset ကရသွားပြီးပထမဆုံးစလုပ်တဲ့ project ကမထွက်သေးဘူးအဲ့တော့ပြောလို့တော့မရဘူးဒါပေမဲ့အခုအဲ့အချိန်တစ်ပြိုင်နက်ထဲမှာ SEAL team ဆိုရဲဇလန်တွဲရဲ့ season 7လားမသိအဲ့နောက်ဆုံးထွက်ခဲ့တဲ့ season ကိုလုပ်ရရပေါ့နော်အဲ့ဒါကြတော့တကယ် live action movie တွေထဲမှာပါရပြီးလုံးဝဒီကိုလုံးနေတဲ့ဟာကြီးကတကယ်ဘာလုံးကြည့်လို့ရတယ်ဆိုရဲခံစားချက်ကွာဒီလားအဲ့ပီတိဖြစ်တာဘယ်လိုနဲ့မှပြောပြလို့မရဘူးဟိုဟာဒီမင်းသားလူတိုင်းသိတယ်ဒါပေမဲ့ဒီရုပ်ရှင်ကမထွက်သေးဘူးဒါပေမဲ့ငါအခုကြည့်လို့ရနေပြီငါလုံးဝလူတွေကြည့်လို့ရမှာဆိုရဲခံစားချက်ကအဲ့လိုဘာလဲမှမသိဘူးအဲ့လိုအလုပ်ပြီးလို့ပြင်ပန်းပြီးတော့အဲ့လိုနေတိုင်းကွန်ပျူတာကြည့်ပြင်ပန်းပြီးအိမ်ပြန်လာရင်တော့တော့ပျော်နေတာဘာလို့ပျော်နေမှမသိအဲ့လိုမျိုးပေါ့ပြောဖို့ကောင်းပါတယ် so အခုသူပြောသွားတဲ့ဟာတွေကိုလည်းကျွန်တော် comment မှာကျွန်တော်သူ့ကိုမေးပြီးကျွန်တော်ကြည့်လို့ရတဲ့link တွေကိုကျွန်တော်ထည့်ပေးခဲ့ပါတယ်ပြီးတော့အဲဒီသက်ဆိုင်ရာ website ဒီမှာတွားပြီးတော့
တော့ပြီးတော့ကြည့်တာပေါ့နော်ကျွန်တော်လည်းမကြည့်ရသေးပါလားအမှန်တမ်းပြောပြ ရုပ်ရှင်ခုနှစ်ခုရှိရဲ့အမှန်တိုင်းပြောရင် I haven't watched yet too ကိုလုံးထားတယ်ဟုတ်ခုနကျွန်တော်နားထောင်လိုက်ရတာဗာလဲဒါကျွန်တော်တော့မမဟုတ်ထင်တယ်ကျွန်တော်နားကြတော့မမဟုတ်ထင်တယ်ဗာလဲဒီရုပ်ရှင်တွေကိုတော့ကြည့်ပြီးရင်နဲ့သူပီတိဖြစ်ရတယ်ပေါ့နော်ဒီဟာတွေကိုလောက်ထားအခု तू ပြောသွားတာ तू အဲ့ဟာတွေကိုတဲ့ तू တခုမှမကြည့်ရသေးဘူးတဲ့ဆိုတော့ကျွန်တော်တို့ကမြန်မာလိုပြောနေတာဖြစ်တဲ့အတွက်သူ့ကုမ္ပဏီကတကယ်လို့ဒီဗီဒီယိုကြည့်ရင်တော့နားလည်မှာပေါ့ဒါပေမဲ့လည်း तू တခုမှမကြည့်ရသေးဘူးတဲ့ကုမ္ပဏီကလူတွေတော့ကြည့်ချင်မှကြည့်မှသိလားအမဟုတ်အဓိကအဲ့ပထမဇာတ်ကားဆိုရင်စစ်ကားလားမသိဘူးလို့စစ်တိုက်တဲ့ကားဆိုတော့မကြည့်ချင်ဘူးကွာစိတ်ဝင်စားအောင်အဓိကဇာတ်နောက်စိတ်ဝင်စားပါဒါပေမဲ့ရုပ်ရှင်ထွက်တော့ကိုလုတ်ခဲ့တဲ့ program short clips လေးတွေတော့ကြော်ပြီးကြည့်လိုက်တယ်ကွာဒါငါလုတ်ခဲ့တဲ့ဟာပဲပေါ့အဲ့လိုမျိုးတော့ကြည့်ပါရဲ့ဆိုတော့ခုနအဲ့ဒီတဲကပြောလို့ရတဲ့ဟိုပေါ့နော်ပြောပြလို့ရတဲ့ဟိုရုပ်ရှင်တွေတော့ရှိရပါတော့ပြောပြလို့မရတဲ့ project တွေရှိရဆိုပြောပြလို့ရတဲ့ project တွေကကိုကဘယ်ပိုင်းကိုတာဝန်ယူပေးရဘယ်လိုမျိုးဥမာအသိဥမာထားပါတော့ဘယ်လိုမျိုး visual effect တွေကိုကဘယ်လိုမျိုးလက်ဆွမ်းပြခဲ့တာလဲပေါ့နော်ချက်ပြုတ်ခဲ့တာလေပေါ့ visual effects title ဆိုရဲအောက်မှာအများကြီးရှိရလို့ rotoscoping တို့ clean up တို့ green screen removal အဲ့လို 2D 3D CG integration အဲ့လိုမျိုးအများကြီးရှိရဆိုတော့အမှန်တိုင်းပြောရင်အဲ့ title တိလေးအကုန်လုံးကိုတာဝန်ယူရတယ် show for a light shots for a light တာဝန်ယူပေးရတယ်ဥပမာထားပါဒီ before ဆိုရဲရုပ်ရှင်တစ်ခုထားပါအဲ့ before မှာဆိုရင်မင်းသားသပင်တူတက်ဟာအဲ့ဒီ wig line လေးတွေအဲ့လိုမြင်နေရတယ်ကွာ glue သူပြောမယ်ကိုရီကမချောက်ပြီးတော့ဖြူကြီးဖြစ်နေတော့ realistic မဖြစ်တော့အဲ့လို shot အဲ့ရုပ်ရှင်မှာဆိုရင်တော့တဝက်လောက်ကအဲ့သူပြောမယ် wig ကို light ဖြတ်ပေးနေရ glue ကို light ဖြတ်ပေးနေရဟာရှိရဒါမှမဟုတ် green screen တွေဖြောက်ပြီးတော့အဲ့လို background တွေထည့်ပေးရတယ်ရှိရဆို show ပေါ်လိုက်တော့တာဝန်တွေကတော့ပြောင်းသွားတာပေါ့အဲ့လိုတချို့ Star Trek တို့ပါတော့လေ Star Trek တို့ပါတော့ဒီ Twisted Metal တို့ပါလို့ဆိုလို့ရှင်ကြတော့ तू ကအဲ့လိုချတဲ့ဟာအပိုင်းကြီးဆိုတော့ fire effect တွေထည့်ပေးရတယ်ဟိုမှာတနက်ဆိုရင်လည်းလို့တနက်ထွက်တဲ့ဟာဒီနောက်ဆုံးဟိုနေ့ကမှ trailer ထွက်တာရုပ်ရှင်တော့မထွက်သေးဘူး Wrecking Crew ဆိုတဲ့ရုပ်ရှင်မှာဆိုလို့ရှင်ကြတော့လို့တွေးထွက်တန်ယူဟာကြီးပါလာပြီပေါ့အဲ့လိုမျိုးဟာကြီးကိုတောင်းတွေးထွက်တန်ယူတွေပါလာပြီရဲ့ဟုတ်ကဲ့ငယ်တော့အဲ့ဒါနဲ့ပတ်သက်ပြီးဘယ်လိုလဲဆိုတော့ကျွန်တော်တို့အရင်တုန်းကဟိုငယ်တော့ဗောနော်ငယ်တော့ရုပ်ရှင်တွေကြည့်ရအဲ့ဒီတုန်းက Jackie Chan တို့ Jet Li တို့ရှိရအထူးသဖြင့် Jackie Chan ကားတွေဗောနော် Jackie Chan တို့ဘာလို့ကားတွေထဲမှာသူတို့ကတိုက်မြင့်ကြီးပေါ်ကနေခုန်ချရတယ်ရှိရကွာအဲ့လိုမျိုး action ဇာတ်ကားတွေဆိုရင်တိုက်ပေါ်ကနေခုန်ချရတော့ကျွန်တော်တို့ကခလေးတုန်းကတော့ဟာမိုက်လာရပါတော့ဒါကခလေးကွာခလေးအမြင်နဲ့ကြည့်ဟာဒီမင်းသားတွေမိုက်လိုက်ပြီးမှတခုမှထားပါလို့တိုင်းချတယ်ခန်းနေပါနေဆိုတော့မိုက်တယ်ဗောအဲ့မှာအဖေကပြောဟေ့အောင်အဲ့ဒါသူတို့ကကျွန်တော်မေးရပါဗျာကျွန်တော် father ယူမေးရဟေ့ဒါဘယ်လိုမျိုးလုပ်တာသူကတကယ်ကြီးခုန်တာလားအဲ့လိုကြီးကိုအောက်မှာလည်းဘာမှမပကောခလေးတွေးနေပဲမဟုတ်ဘူးသူကငါသမီးအဲ့ဒါကျိုးမှာဆိုင်ငယ် stand နေပဲအဲ့ဒါကျိုးပါတယ်ကျိုးနဲ့ဆွဲထားတာအဲ့ဒါဟိုကွန်ပျူတာနဲ့ဖျောက်ထားတာပေါ့နော်ဒါလူကြီးတွေကအလွယ်ပြောတာပေါ့ခုခေတ်မှာနည်းနည်းမြင့်ပြီးပြောလိုက်တာ video effect တွေပေါ့နော်ပြီးတော့ဒါပေမဲ့အခုနောက်တစ်ခုကနေဆက်ပြီးပြောရင်အခုခေတ်မှာကဒါ AI ပေါ့AI generate နဲ့ပတ်သက်ပြီးအခုဆိုရင်ကျွန်တော်ဆိုလဲဒါဒီဘက်မှာအဲ့ဒါနဲ့ပတ်သက်ပြီးခုနအမပြောတဲ့နေရာမှာလေ visual ဘိုင်းရှိမယ် animation ဘိုင်းရှိမယ်အရင်ဆုံး sketch ဆွဲတဲ့အပိုင်းရှိမယ်ဆိုတာရှိရလေဆိုတော့ကျွန်တော်သုံးတဲ့ software တခုရမှာကျွန်တော်အဲ့လိုမျိုးအလုပ်လုပ်တဲ့ company တခုရှိရပေါ့ကျွန်တော် Megano နဲ့အဲ့မှာစတွေ့ရဆိုတော့အဲ့ဒါက LTX studio ပေါ့နော်ကျွန်တော် LTX studio ဆိုရင်သူကဒီအဓိက AI generator ပေါ့ဆိုလိုချင်တာကအရင်ဆုံး base model ဆိုလိုချင်တာ sketch ဆွဲတာကနေစပြီးတော့ကိုကအဲ့ဒါကိုဘယ်လိုပုံစံသွားကျင်လဲဆိုလိုချင်တာ animation ကိုဘယ်လိုရွေ့ကျင်လဲပြောချင်တာဒီအယုတ်ကလေးကိုခေါင်းကိုဘယ်ဘက်ဆောင်းကျင်တာညာဘက်ဆောင်းကျင်တာကနေဟိုးအဲ့လိုမျိုးတကယ် final ပေါ့နော် export ထုတ်တဲ့အထိတော့လုပ်ပြရမျိုးရှိဆိုတော့ပြောချင်တာကအခု visual effect အခုလုပ်နေတဲ့အပိုင်းမှာရော AI ရဲ့အဲ့လိုမျိုးတက်ရောက်မှုကဘယ်လောက်ရှိလဲဆိုလိုချင်တာကိုတော့ပို့ပြီးလွယ်သွားစေလားကိုတော့ဘယ်လောက်အကျိုးရှိလာလဲနောက်တစ်ခုကကိုထုတ်နေတဲ့ effort တွေကိုပို့ပြီးတော့အပြင်းကြီးသွားစေလားနောက်ဆုံးတစ်ခုပါပေါ့နော်ဘယ်လိုမြင်လဲအခုအဲ့ AI နေပို့ပြီးတော့ပေါ်များလာတော့အဲ့လိုဒီ pipeline တစ်ခုလုံးရဲ့အဲ့လိုအစပိုင်းလူတွေတော့တော်တော်ထိခိုက်တယ်လို့တတိနေကြားတယ်အဲ့လိုမျိုးတချို့ကြီးဆိုအလုပ်တွေပြုတ်သွားတာတွေလိုကုမ္ပဏီက lay off လုပ်တဲ့ကိစ္စတွေဖြစ်လာတယ်အဲ့တော့ဒီ visual effect ကိုတော့အဲ့လောက်ထိတော့ထိခိုက်မှုတော့မရှိသေးဘူးဒါပေမဲ့
we never know ကွာနောက်10နှစ်နေတော့တခုတော့ဖြစ်မှာပဲဒါပေမဲ့အခုအဲ့ဒီအလုံးမှာအဓိက visual effects လုပ်တဲ့ software က Nuke ဆိုတဲ့ software ကိုသုံးတာ Nuke ကကြတော့ဒီရုပ်ရှင် pipeline တစ်ခုလုံးအတွက်အရင် convenient ဖြစ်တယ်ကွာ After Effects နဲ့ရှင်အဲ့ Nuke ဆိုတဲ့ software မှာသူကကြတော့ Nuke ကဘယ်လိုလုပ်လဲဆိုတော့သူက script လိုမျိုးပဲအဲ့လို note တွေကိုချိန်ရ After Effects မှာကြတော့ layer base နဲ့သွားကွာဟိုကဒီ layer ပေါ်မှာဒီ layer ထပ်လိုက်တယ်ထပ်ပြီးတော့အဲ့လိုမျိုး overlap လုပ်တယ်ကွာ Nuke ကကြတော့မဟုတ်ဒီဟာနဲ့ဟိုဟာနဲ့ကောက်ချိန်လိုက်လို့ရတယ်ချိန်ရှင်တယ်လို့အဲ့လို new script ဖွင့်လိုက်မယ်ဆိုရင်ဘယ်လိုပြောမလဲ spider web ကြီးကိုကြည့်နေရလို့ပဲဘယ်လိုမျိုးဆိုတော့ new မှာအဲ့အဓိကအခုတော့အရန်ဘယ်လိုသုံးဖြစ်နေတဲ့နည်းနည်း AI ကို rely လုပ်တဲ့ note တစ်ခုရှိရ copycat ဆိုတာသူအဲ့လို rodo လုပ်တဲ့နေရာတွေတို့ဘာညာတို့ဆိုရင်အရန်အဆင်ပြေရပါအဲ့လောက်ကြီးတော့ရုပ်ရှင် standard လောက်ထိတော့ perfect မဖြစ်သေးပေမဲ့အဲ့လို artist တော်တော်များများရဲ့ဘယ်လိုပြောမလဲအကူအညီတစ်ခုအနေနဲ့တော့ဖြစ်လို့ရတယ်ကွာ so it's kind of good for now ဒါပေမဲ့နောက်ပိုင်းဒီထက်ပိုပြီးတော့လည်းကောင်းရင်ကောင်းလာနိုင်တာပေါ့ so ဒါကအခုဒါ AI နဲ့ပတ်သက်ပြီးတော့ so အခုနောက်တစ်ခုကအခုဒါက Mandy ကဒီ carrier တစ်ခုပေါ်ရောက်လာပြီပေါ့နော်ဖြည်းဖြည်းချင်းနဲ့အခုဒါရောက်လာပြီဆိုကိုကဘယ်လောက်ထိမှန်ထားလဲကိုလုံနေတဲ့အရာပေါ်မှာဆိုရင်တော့မှာဗျာဘယ်လုံမှာပဲဖြစ်ကိုရဲ့ဥမာဟိုဘယ်လိုပြောမလဲ goal ဆိုတာရှိမှာပဲထားပါတော့ငါဘယ် company ကြီးတွေမှာလုပ်ချင်တယ်ဘယ်လိုမျိုးရုပ်ရှင်တရုပ်ဆောင်ဘယ်လိုမျိုး director တွေကလည်းအလုပ်လုပ်ချင်တယ်ပေါ့နော်အဲ့လိုမျိုး dream ရှိလား dream ရှိရဒီ industry မှာရှိနေတဲ့အချိန်တွင်းမှာ there's like 3 studio ကွာကဘာပေါ်မှာအရန်လှုပ်ရှင်တဲ့ studio 3 ခုရှိရ Frame Store ရ ILM က Industrial Light and Music Industrial Light and Magic သူက part of Disney ပါပြီးရင် Rodeo FX ဆိုတာCanada မှာလာမသိဘူးရှိရအဲ့ Rodeo FX မှာအဓိကလှုပ်ရှင်တာဘာလို့လဲဆိုတော့ Stranger Things ကြောင့်မလို့ဒီ industry ထဲရောက်လာတယ် Stranger Things ကိုအရင်ကြိုက်ပြီးတော့ရောက်လာအဲ့ studio မှာအရင်လှုပ်ရှင်ပါတယ်အကယ်၍တကယ်အဲ့လိုဟာတွေကြဘယ်လိုပြောမလဲဒီတိုင်းအလုပ်လုပ်နေနဲ့အဲ့လို studio မှာလှုပ်ရှင်နေပေါ့ဒါပေမဲ့နောက်ဆုံး end go up ဖြစ်နိုင်ရင်တော့အဲ့လိုကိုပိုင် studio တစ်ခုဖွင့်မဖွင့်ရင်လည်းကိုပိုင် content creation နဲ့ပေါင်းပြီးတော့ I want to create a story I don't know အဲ့လိုသူများရိုက်ပြီးသားရုပ်ရှင်တွေကို edit လုပ်ပေးရတဲ့ကိုဟာကိုလုပ်ကြည့်ချင်တယ်အဲ့ဒါကိုအခုချိန်မှာအဲ့ဒါကိုနည်းနည်း plan ချပြီးတော့တခြားစဉ်းစားနေရနောက် 5-year plan ပေါ့ so ဥမာအဲ့ကအခုပေါ့နော်ဒီလမ်းကြောင်းပေါ်ရောက်လာဒါနဲ့ပတ်သက်ပြီးတော့ကိုယ်အဲ့လိုမျိုး inspire ဖြစ်စေလို့ရှိတာဥမာထားပါတော့ကျွန်တော်အခုစနေ video ရိုက်တယ်ရုပ်ရှင်မှကြည့်ဆိုကျွန်တော်ဆို Martin Scorsese တည်ရမလား director ပဲသူ့ကိုဟိုတကယ်လက်ကျင်များကျွန်တော်တို့အပြင်မှာအရင်တွေ့ကျင်တယ်သူ့ရဲ့အဲ့လိုအယူဆပြီးတော့ဟိုဘယ်လိုပြောမလဲထားပါဒီသူလုံနေတဲ့ career သူ့ရဲ့ဝါသနာသူ့ရဲ့အလုပ်ပုံမှာဘယ်လောက်စိတ်နေထားလဲဆိုတော့အရင်သိကျင်တယ်ထားပါတော့မြင်ရတယ်ပေါ့ဒါပေမဲ့ကိုယ်တိုင်ကိုကြသိကျင်ကိုရောအဲ့လိုမျိုးဟိုတကယ်အရင်အထင်ကြီးသွားတော့ကိုတကယ်တွေ့ကျင်တယ်အပြင်မှာအဲ့လိုမြင်ဘူးကျင်တဲ့ရှိလာဥမာဆိုလို့ကျင်တာ director ပဲဖြစ်ဒီခုနလုံနေတဲ့ visual artist တွေကတယောက်ပဲဖြစ်ပေါ့ရှိလားအဲ့လိုမျိုးချင်ရောက်တော့ထိတော့မရှိဘူးဒါပေမဲ့ inspire ဖြစ်တဲ့လူတွေတော့တော်တော်များများရှိတယ်လို့ feel like မှာပေါ့ visual effect artist ဆိုရင်လည်းအဲ့လိုမျိုးတော်တော်များများ Hugo Desk ဆိုရယ်လူရှိရယ်သူက online class လည်းဖွင့်တယ် YouTube တွေမှာလည်း tutorial တင်တယ်သူတို့ Tony Lyons တို့သူတို့ဆိုလည်းလုံးဝ visual effect artist အကြီးစားကြီးကွာလို့သူများတွေယူသုံးဖို့ template တွေပါတော့ဆွဲပေးလာအောင်ရန်တော်ရယ်ကွာအဲ့လိုလူတွေကြတော့ inspire ဖြစ်တယ်ဒါပေမဲ့တွေးရှင်လာအောင်ထိတော့လည်းမဟုတ်ပါဒီကကျတော့ဘယ်လိုလဲဆိုတော့တည်ရမလားကျွန်တော်ဆိုရင်ရှိရဗျာထားပါတော့အကြလေးတော်များများပဲထားပါတော့မင်းမှာဗျာကိုနှစ်တက်တဲ့အဆိုတော်ပဲဖြစ်ဖြစ်ဘောလုံးပွဲအာဂတသမားပဲဖြစ်ဖြစ်ဒီမှာတရုတ်ဆောင်မှာနိုင်ငံရေးပုဂ္ဂိုလ်ဆိုရင်နိုင်ငံရေးပုဂ္ဂိုလ်ပေါ့အဲ့လိုမျိုး dream တွေရှိတာ哦ဆိုတော့နောက်ဆုံးတစ်ခုနေအဲ့အခုကျောင်းတက်နေစဉ်ကနေအခုဒီအလုပ်လုပ်တဲ့အချိန်တွင်းမှာပေါ့နော်ဒီဟိုဟာနဲ့ပတ်သက်ပြီးတော့အမှတ်ရဆုံးမှာရည်ရဆုံးပဲဖြစ်ဖြစ်အဲ့လိုကိုဘယ်တော့မှမမေ့နိုင်တဲ့ moment တစ်ခုဆိုတာဖြစ်ဒီအလုံးနဲ့ပတ်သက်ပြီးတော့အလုံးမှာဖြစ်ကျောင်းဖြစ်ဒီဘာသာကိုဒီဘာသာရပ်ကိုလေ့လာနေတဲ့အချိန်တွင်းမှာ
ဆိုချင်တာကဗျာဥပမာကျွန်တော်အရင်တုန်းကပေါ့နော်ဟိုးအရင်တုန်းကဆိုရင်ကျွန်တော်မြန်မာပြည်မှာတော့ကျွန်တော်ရေချောင်းတက်ကလေးတက်ခဲ့ရေချောင်းတက်ကလေးဆိုတာတန်လင်းရပေါ့နော် engineering အဲ့လိုစိတ်ကမ်း engineer အောင်ဖြစ်ရှင်တော့အဲ့လိုမျိုးကျွန်တော်ကကျောင်းမှာတက်ရတာကျောင်းကဘာသာရက်တဲ့ကျောင်းကလူတွေပို့ပြီးစိတ်ဝင်စားကျောင်းကလူတွေပို့ပြီးစိတ်ဝင်စားရတယ်ဆိုတာကကျောင်းကလူတွေကပေးတဲ့ဥမာဆိုလိုချင်တာကဗျာကျွန်တော်ကဒီ subject တစ်ခုကိုသင်နေတယ်အဲ့ subject ကိုကျွန်တော်ကအမှန်တမ်းပြောရရင်စိတ်ဝင်စားအမှန်တမ်းပြောပါတော့ဟိုအမှန်တမ်းပြောရင်ရောဒီအကြောင်းကကောင်းနေအလောက်ကန်ဟွာဖြစ်တယ်ဘာလဲဆိုလို့ရောက်သွားတယ်ပေါ့နော်ဒါပေမဲ့အဲ့အကြောင်းကကျွန်တော်တစ်ဖက်တစ်လမ်းဘာလို့အကျိုးပြုလဲဆိုတော့အဲ့အကြောင်းမှာရခဲ့တဲ့ networking ပေါ့နော်အဲ့အကြောင်းကရတဲ့လူတွေကပေးတဲ့ကျွန်တော်ဥမာထားပါတော့ဟောတိုင်းဒီလမ်းကြောင်းတွေတွားတင်တယ်ဒါလောက်တင်တယ်ဆိုတော့ကျွန်တော်အကြံဉာဏ်တွေ idea တွေအဲ့ဒီကနေကြ idea ပေါင်းပြီးတော့ခုဆိုရင်ကျွန်တော်အဆင်ပြေညာမျိုးရှိတယ်ဒါပေမဲ့တခုနည်းနည်းတော့ကွဲတာပေါ့နော်ကျွန်တော်ဆိုလိုချင်တာကအဲ့ဒီကိုခုရောက်သွားပြီကွာကြောင်းတက်နေပြီအခုလှုပ်နေပြီဆိုတော့အဲ့ဒီအချိန်တွင်းမှာအမှတ်ရဆုံးဖြစ်ပြတာရှိလိမ့်မယ်ဆိုရင်ကြောင်းကနေကကိုရတဲ့ဟာကဒီ visual learning visual art ကို learn လုပ်နေရတာထက်တခြားဘာရခဲ့တာမျိုးရှိတယ်တကယ်ချင်းနေတော့အများကြီးရပါတယ်အဲ့တော့ for sure ပြီးတော့နောင်တတွေတန်ဝင်ကားတွေလည်းရမှာပေါ့နော်ဟုတ်ပါလို့ဟာဒီကြလို့ရှင်တန်ရဲ့လားပေါ့အဲ့လိုအိမ်နဲ့ဝေးပြီးတော့ဒီ career ဆို dream ကို chase နေတာအဲ့လိုမျိုးရစဉ်းစားတယ်ဒါပေမဲ့အမှတ်တရဆိုရင်တော့အမှတ်တရဆိုရင်ပါရှိမယ်အမှတ်တရအများကြီးပဲ I cannot think of one right now ဒါတော့ပပပြောလို့ရပါတယ်ဟို we don't judge ပေါ့နော်ခုနပြောရတဲ့အထက်မှာပါတယ်ကျောင်းကဟာရီတဲ့ကျောင်းပြန်ဟာရီ boost စိတ်ဝင်စားရဆို it's like okay မမရတခုอ่ะအဲ့ lockdown အတွင်းမှာအဲ့ assignment တွေလုပ်ရတဲ့အချိန်ဘာဖြစ်လဲဆိုတော့ကျောင်းသွားလို့မရဘူးကျောင်းသွားလို့မရတော့ကျောင်းကကွန်ပျူတာသုံးလို့မရဘူးဒီ industry မှာဒီ subject တွေသုံးနေတာလုံးဝ rendering တွေချရတယ်ကွာကွန်ပျူတာအကြီးကြီးလို့ပဲအိမ်မှာ laptop လေးပဲရှိရအဲ့ဘယ်လိုဖြစ်လဲဆိုတော့ည12နာရီလောက်ကနေမနက်9နာရီလောက်ထိကို rendering ချတော့ laptop ကမနိုင်တော့အဲ့လိုပန်ကအဲ့ laptop က fan ကတညလုံးအဲ့လိုအော်နေရကွာပြီးရင် rendering ချရက်သွားမှာဆိုလို့ဆိုည2နာရီလောက်ကြီးထားကြည့်ရတယ်အဲ့ဒါကိုတယောက်တည်းမဟုတ်တကယ်ချင်းနေလည်းအဲ့လိုပဲကွာဆိုတော့ဘဲမှသွားလို့မရဘူး assignment လည်းထပ်ရမယ်ဆိုတော့အဲ့လိုအရေးပြတ်ခဲ့ညအရင်များတယ်အဲ့တော့နောက်တစ်ခုပြောချင်တာဒီ industry ရဲ့ဝင်နေတယ်ဆိုရင် first thing ကအရေးပြတ်ခံနိုင်မှရပါမယ်နောက်တစ်ခုကလူတော်တော်များများဒီ for not for me but လူတော်တော်များများ creative သမားတော်တော်များများ depression ရမ်းဝင်ကြတယ် coffee ရမ်းကြိုက်ကြအဲ့လို stereotype တစ်ခုရှိရတော့အဲ့လိုဟာရောတိလိုက်ရတယ်ပေါ့နော်ဟိုဘယ်လိုပြောမလဲနောက်တစ်ခုကတခါလေးမှာတချို့ creative သမားတွေက creative အဖြစ်လွန်ပြီးတော့ move ဝင်မှအလုပ်လုပ်တော့တာဘယ်လိုလဲဆိုတော့ဟိုအချိန်ဆွဲတယ်ပဲပြောမလားပေါ့ပုံမှန်လူတွေထက်ပိုပြီးတော့အချိန်ဆွဲတယ်ထင်တယ်ဥပမာထားပါတော့ငါဒီဟာလေးကိုငါဒီနေ့တော့ move ဝင်သေးဘူးဒီဟာလေးကငါအဆွေးပုံစံနဲ့လုပ်မှာ okay ငါဆွေးတဲ့အချိန်ကျမှကောက်လုပ်လိုက်မယ်လို့ပါဆိုလို့ကျွန်တော်ဒါက creative သမားတွေကကျွန်တော်သိတဲ့လောက်ကဟိုလုပ်တယ်ဆိုရင်တကယ်လုပ်တယ်သူကတကယ် move ချိတ်အပြည့်နှိပ်ပြီးတော့ဘာမှဟိုဖြစ်လုပ်တယ်မလုပ်ဘူးဆိုရင်လည်းမလုပ်ဘူးပေါ့နော်ဆိုတော့နောက်ဆုံးအနေနဲ့ပေါ့နော်အခုဒီလိုမျိုးဖြစ်သွားတယ်ခုနအိမ်ဂတိပေးခဲ့တယ်လို့ပြောရလေဒီအကြောင်းပထမတစ်နှစ်အတွင်းမှာသူ try ကြည့်မယ်ဆိုပြီးပြောခဲ့ရှိတယ်အခုအကြောင်းပြီးသွားပြီအလုပ်အကင်တစ်ခုလဲဟိုဖြစ်သွားပြီဆိုတော့ career တစ်ခုပေါ့စပြီးတော့ရောက်နေပြီဆိုတော့အိမ်ကဘာပြောလဲကျွန်တော်အဲ့ဒါအရင်သိကြတယ်အိမ်ကတော့တော်တယ်ပေါ့ it's like they're like proud of me and all that မဲ့သူတို့ဖက်ကလည်းအရန်ဒီဘယ်လိုပြောမလဲဒီ career dream တခုကို chase နေတဲ့တောက်လျှောက်မှာလဲသူတို့ support တော်လုပ်ခဲ့ကွာအဲ့လို financially ရော emotionally ရောဂျားထဲမှာစိတ်ဓာတ်က share ကြတာတောက်လျှောက်3နှစ်တော့လုံးအဲ့ဒီစိတ်ဓာတ်ကြပိုင်းပဲအိမ်ကပဲဆွဲတင်ရတာကွာအဲ့လိုလုံနိုင်နေအဲ့လိုမျိုးပြောခဲ့လို့လေတကယ်တင်ညာရောက်လာဆိုတော့အိမ်ကတော့စူးစမ်းလို့တော်တာတစ်ဖက်ပေါ့တစ်ခါလေးကြာလေသူတို့ support လုပ်ပြီးလို့တော်တာပေါ့သူတို့ဘာလို့သူလဲသူ credit ပြန်ယူရဲကွာဟုတ်ပါပြီပေါ့ဟိုဒါဂျားတွေကနေကျွန်တော်ကြုံပြီးတော့ဒါ
မိဘတွေကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်နေဆိုတာမန်တီရဲ့ဟိုရဲ့မိဘတွေပေါ့နော်ဘာလို့ကျေးဇူးတင်နေဆိုတော့ဟိုမှန်တမ်းပြောရင်ကျွန်တော်တို့စီမှာကဗျအမှန်တမ်းဟိုမိဘတွေတော်တော်များများတော့ကိုယ့်ရဲ့သားသမီးကိုပြောပြမှာအကောင်းဆုံးပဲဖြစ်စီနေတာဒါပေမဲ့ကျူးစပင်ကျွန်တော်တို့လိုနိုင်ငံမှာကျတော့ဟိုဘဝအမှန်ခံချက်တို့ career ဘယ်လောက် guarantee ဖြစ်တယ်လဲဆိုတာအရင်မိဘတွေအရင်တွေးကြတယ်ကြာပေါ့နော်ဟိုဒါလည်းလက်ခံနေဗျကျွန်တော်တို့နိုင်ငံအတိုင်းအတာနေဟုတ်တယ်မလားဟို career တခုက guarantee ဖြစ်မှဟိုဘဝအမှန်ခံချက်တခုရထားမှဟိုနေရေးထိုင်အစစရဲရပေါ့အဆင်ပြေတာပေါ့ဆိုတော့တမယိုးကြမဟုတ်တဲ့လမ်းတစ်ခုကိုရှောက်တဲ့ခါကျရင်ကျွန်တော်တို့အကုန်လုံးကဟိုတွေးရတယ်ပေါ့နော်ငါဒါကြီးကိုဖြစ်နိုင်မလား risk ယူရတယ်ခုနအထက်ကပြောလို့ risk ယူရတာပေါ့ဆိုတော့မိဘတွေနေရတယ်ဒီလိုမျိုးဟိုဖြစ်ပြီးလို့ကျေးဇူးတင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့တစ်ချိန်ကျရင်နောက် maybe 5 နှစ်3 4နှစ်ဒါမှမဟုတ်လည်း10နှစ်ပေါ့နော်အဲကြရင်ဟာDisney ကထွက်လာတဲ့ကာတွန်းကတခုမှဒါမှမဟုတ်အဲကြရင် Avatar season 11လို့ပါတော့ Stranger Things က season 20တွေပါရောက်လာဟာကိုမြန်မာပြည်က artist ကသိရမလားဟာကြီးလှုပ်ထားတာဟာငါတငယ်ချင်းကလှုပ်ထားတာကျွန်တော်မြန်မာနိုင်ငံနဲ့ကျွန်တော်တက်ပြီးတော့ကြွားလို့ရတယ်ဆိုတော့အဲ့ဒီကိုလမ်းဖောက်ပေးခဲ့ရဘာလို့လဲဆိုရင်ဟိုဒီမိဘတွေက support နေပေးခဲ့တာဟုတ်တယ်အရင်ကျွန်တော်တို့ပြန်ပြီးတော့ကြွယ်လို့ရပြီပေါ့နော်ဆိုတော့ဟိုကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပါအန်ကယ်လို့ကျေးဇူးတင်ပါတယ်ဟောဆိုဒီပြီးရင်အခုရှိတာ main ကလေးလည်းဟုတ်တယ်ပြီးရင်ဒီ industry မှာအရန်ရှာတယ်ကွာမြန်မာနိုင်ငံနဲ့ရှင်တော့မှအဲ့တော့ဘယ်လိုပြောမလဲဘယ်သူမှမလျှောက်တဲ့လမ်းကိုရှောက်ရှင်တဲ့ကိစ္စကိုအိမ်ရလည်းအဲ့လိုယုံကြည်ပေးလျှောက်တာ it's like blessing တခုပဲလေတော်မိဘတော်များများအဲ့လိုဆိုရင်ပေးမလုပ်ချင်ကြဘူးဘယ်လိုစိတ်ပူတာတို့မလုပ်နိုင်ပါအဲ့လိုမျိုးလည်းစိုးရင်ကြမှာပေါ့နော်အဲ့တော့ဒီနောက်ပြေရှာလို့ကျေးဇူးတင်ပါတယ်ဟုတ်ပါကျွန်တော်အဲ့ဟိုကျွန်တော်စိတ်ညစ်တဲ့အချိန်ဆိုရင်ဒါအနေနဲ့တော့ဒါကတော့ကျွန်တော်ပြောတဲ့ topic off the topic ပေါ့နော် extra ပေါ့ okay we can go ဆိုတော့ဟိုကျွန်တော်စိတ်ညစ်တဲ့အချိန်ကြီးဆိုကျွန်တော်မျိုးဘယ်ဟာကိုကျွန်တော် appreciate လုပ်ရလဲစဉ်းစားရတော့ကျွန်တော်မှကျွန်တော်ထားပါတော့စိတ်ညစ်တဲ့အချိန်ဆိုရင်လည်းကောင်းတဲ့ຢာပို့ပြီးတွေးလိုက်တယ်ပေါ့နော်ငါခုဒီလိုမျိုးဒါတွေဖြစ်နေမယ်လေငါပုံမှာဒီလိုမျိုး supporting ပေးခဲ့ရရှိရတငယ်ချင်းတွေပဲဖြစ်ဖြစ်မိဘပဲဖြစ်ဖြစ်အပေါင်းအသင်းပဲဖြစ်ဖြစ်ဆရာသမားပဲဖြစ်ပေါ့နော်ဘာလို့လဲဆိုတော့ဟိုလူတွေအကုန်လုံးက society တစ်ခုထဲမှာနေတာဟုတ် society တစ်ခုထဲမှာနေတဲ့အတွက်ကြောင့်မလို့အဲ့ဒီ society ကဟိုမကောင်းတဲ့သူတွေရှိလို့ကောင်းတဲ့သူတွေရှိရဗျာဟိုမကောင်းတဲ့ကျုံတဲ့အချိန်ကျရင်ကောင်းတဲ့ဟာကိုယ့်ရဲ့ flexion ကြီးကိုappreciate လုပ်ပေးပေါ့နော်ဆိုတော့ကျွန်တော်လုပ်နေကြရပါဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲဆိုတော့ကျွန်တော်တို့ကနောက်ထပ်part 2လုပ်လို့ရပါတယ်တကယ်လို့သိကျင်တဲ့အကြောင်းအရာတွေရှိရင်အောက်က comment မှာရေးခဲ့ပေါ့နော်ဒါကကျွန်တော်ရဲ့တကယ်ချင်းပေါ့နော်ဒါနောက်ပြန်ပြီးမိတ်ဆက်ရရင် Mandy မီပေါ့နော်တော်တော်များများသူ့အလုပ်သိပါတယ်ကျွန်တော်ဆိုရင်သူ့ရဲ့မြန်မာနာမည်ကိုခဏမေးလို့ကျွန်တော်ခဏပြန်မေးရတာပေါ့နော်မမေးတူခိုင်းဖြစ်ပါတယ်အခုသူကoutline မှာcompany နာမည်တော့ကျွန်တော်မေးတိုင်း company နာမည်ပြန်ပြောပြပေးပါ company ကအခုဟိုတနေ့အရင်လာမှာ studio ပြောင်းထားအစ cause and effects ဆိုတဲ့ studio မှာလုပ်တယ်အခု master of reality ဆိုတဲ့ studio မှာလုပ်နေပါတယ်ဆိုတော့သူပြောတဲ့ studio တွေပါပဲကျွန်တော်အောက်ကနေစားတန်းထိုးလိုက်ပါမယ်ဘာလို့လဲဆိုတော့ကျွန်တော်ပြောရင်လွဲသွားမှာဆိုလို့ပေါ့နော်ဆိုတော့သူအဲ့ဒီ studio တွေမှာသူလုပ်နေပါတယ်ဆိုတော့ကျွန်တော်တို့မြန်မာပြည်ရှာပပြီးတော့ဘောနော်မျိုးသမီးပေါ့ဒါခုခေတ်ကတော့အဲ့ဒါတွေမလို့တော့ပါဘူးဆိုတော့ visual artist ဖြစ်ပါတယ် VFX artist ပေါ့နော်ဒါနဲ့ VFX ကအရှိကောက်ကပါတယ် VFX က literally visual effect ပဲလေဟုတ်လားဒါကျွန်တော်ဒါပို့ပြီးတော့ဟိုဖြစ်နေပေါ့နော်ကျွန်တော်မိလိုက်တာ VFX က effects က okay X က FX actually FX က FX ကိုပြောချင်တာဆိုတော့ FX artist ဆိုပြီးတော့တက်ရှိသေးတယ်ကျွန်တော်ဒါစာပြန်နှွေးပေးတာပေါ့နော်အဲ့စာပြန်နှွေးပေးတာပါဆိုတော့အားလုံးလည်းအခုဒါ VFX ရဲ့အတိတ်ပဲရှေ့ကောက်ကလေးတည်တာတင်မှာဆိုတော့ကျွန်တော်လည်းတည်တော့ပါပြီအမှန်တော့ဒီနယ်ပယ်ကကျွန်တော်ဆိုရဲဒါအစိမ့်တက်ပဲကျွန်တော်ဆိုရင်ဒါကိုအကြောင်းကိုကလည်းထည့်ကြွားတယ်ကို channel ဆိုဘယ်လိုလဲဆိုရင်ဟို VFX တွေပါတချို့အဲ့ဒါကြီးခဏမေးလာ sketch တွေပါမေးလာအခုကျွန်တော်အခုဒီဗီဒီယိုမှာတင်မဲ့တမ်နေတော့ကျွန်တော်မဆွဲတော့ဟိုတချို့တွေကရှိရကျွန်တော်ဟိုတင်ရပြောလို့ပဲဗီဒီယိုတစ်ခုကိုလူစိတ်ဝင်စားအောင် visual ကအရေးကြီးတယ်ဟုတ်တယ်မလား visual က carry လုပ်တယ်ကွာအရင်ဆုံးလူတွေကဒီဗီဒီယိုတစ်ပုဒ်ကိုဖွင့်မကြည့်ခင်မှာဒီ thumb လေးတစ်ခုကိုမြင်တဲ့အချိန်မှာဆက်ကြည့်နေတာစိတ်ဝင်စားတဲ့ level ကြည့်တယ်ကွာဆိုတော့အဲ့ဒါတွေလူတွေကစိတ်ဝင်စားလို့ကြာကျွန်တော်ဆိုရင်ဒါမှလည်းပြရင်းတော့လည်းဗီဒီယိုလုပ်ခဲ့တယ်တပုံရိုက်တယ်ပါဖြစ်font တော့ကျွန်တော်သိချာမရွေးတယ်
လူစိတ်ဝင်စားတဲ့ font ဥမာ font အဲ့လို detail ဆိုတာက font အကြီးအသေးအဲ့လိုအရောက်နေပြီငါတို့ကဘယ်လို font design တွေထည့်မလဲဆိုတာကျွန်တော်မလုပ်တတ်ဘူးเนาะဒါပေမဲ့လေခုစနေကောက်ပါတယ်ဘာလို့လဲဆိုတော့ခုကျွန်တော်မှဒီလိုမျိုးတငယ်ချင်းတယောက်ရှိရောဒါကျွန်တော်သူ့ကိုလောက်ခိုင်းလို့ရဖြစ်ပါတယ် အခုရော ဆိုအခုလေဆိုတော့သူနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ခုနက bla 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 ပေါ့နော်သူလုပ်ခဲ့တဲ့project တွေသူ့ကိုတွားပြီးတော့ one star blacklist report တွားလုပ်လို့ရတဲ့website တွေကိုလည်းကျွန်တော်အောက်မှာချထားပေးခဲ့ပါမယ်ဆိုတော့ကျေးဇူးတင်ပါတယ်မီတူခိုင်ပေါ့နော်သူအပ်ပေးကြပါမီတူခိုင်လည်းအပ်ပေးပါဆိုလို့လည်းအပ်ပေးပါပေါ့နော်ဆိုတော့ကျွန်တော်တို့နောက် episode ဒီမှာပြန်တွေ့အောင်တကယ်လို့သူဆက်ပြီးတော့တည်ကျင်တာရှိရင်ခုနပြောတော့လည်းအောက်မှာ comment ကြီးလို့ရပါတယ်သူနဲ့ကျွန်တော်လည်းအားတဲ့အချိန်မှာပြန်ပြီးတော့လှုပ်ချင်လှုပ်အဲ့လိုဗီဒီယိုပြန်လုပ်မယ်ပေါ့နော်လှုပ်ချင်မှလည်းလုပ်မယ်ပေါ့ဆိုတော့ကျေးဇူးတင်ပါတယ်ဆိုတော့လောက်ပါပဲ